အားလုံးပဲမင်္ဂလာပါဒူးနုံမှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ video လေးရပါတော့ကျွန်တော်တို့ကိုရဲ့လီဇာရဲ့ကျွန်တော်ဒါလီဇာရဲ့ family pack ရှာမဲ့ video လေးဖြစ်ပါတယ်ရှေ့ video မှာလည်းကျွန်တော်တင်ပြထားပါတယ်အဲ့တော့ဒီနေ့ရှာမဲ့ video ကတော့ကျွန်တော် Super Goblin ရဲ့ Electro Titan အကောင့်50ပြီးဝေါ်ကျော်ရဲ့စပယ်အစိမ်းလေး25လုံးနဲ့ရှာမှာဖြစ်ပါတယ် Let's go ကျွန်တော်ရှာကြည့်မယ်ဒီစကားတော့တိတ်မကြိုက်သေးဘူးကျွန်တော်တို့နောက်ကြော်မယ်ပေါ့နော်ကြော်မယ်ဟာရှယ်ကြီးဗျာရှယ်ကြီးကျွတ်စင်ကြီးပေါ့နော်မက်ကြီးက8000ကျော်တန်မက်ကြီးနဲ့ဆိုတော့ကျွန်တော်ဒီစကန်လေးကိုကျုံးမယ်ဟာမာနေပြီးသွားပြီ sorry ဗျာဟောထက်ရှာမယ်ပေါ့နော်ကျွန်တော်တို့အဓိကရှာမှာတော့ပတ်စံများတာရယ်ကျွန်တော်တက်ကလေးကတိုက်လို့ခေါ်မယ်တက်ကလေးရဲ့ဖြစ်ရပြီပေါ့နော်အဲ့တော့ဒီစကန်လေးတိတ်မကြိုက်ဘူးဘာဖြစ်လို့ဆိုတော့9ရဲ့အလီဇာရဲ့အရန်နေလုံးအကြီးရယ်ဒါအလီဇာဆို6000ကျော်ပဲရှိရဗျာအဲ့တော့ဒီစကန်လေးတိတ်မကြိုက်ဘူးကျွန်တော်ထက်ကြုံဒီစကန်လေးကတော့စိုးတော့မစိုးဒါမှလည်းကြိုက်ဘူးအဲ့တော့ဒီစကန်လေးကတော့တော်တော်လေးကိုမိုက်တယ်အဲ့တော့ဒီစကန်လေးကိုတီးမယ်ပေါ့နော်အဓိကအဲ့ဒါဆိုတော့ဒီဘက် channel လေးမှာပဲကျွန်တော်ဝေါ်ကျော်တဲ့စပယ်နှလုံးချမယ်နှလုံးချမယ်ပြီးလို့ရှိရင်ကျွန်တော် Super Goblin လေးတွေကိုကျွန်တော်အလီဇာ collector လေးတွေနဲ့ကျွန်တော် collector လေးတွေနားကိုကျွန်တော်ပတ်ပြီးတော့ဖြန့်ချမယ်ပေါ့နော်ဖြန့်ချပြီးလို့ရှိရင် Super Goblin တွေကုန်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်ဒီဘက် channel မှာဒီဘယ်လိုပဲ plasmid နားကနေပြီးတော့ကျွန်တော်ဘာဝင်မယ် Electro Titan အကောင့်50ရေကျွန်တော်ဝါတယ်ကွန်ပိုအဲ့လိုဝင်မယ်ပေါ့နော်ကျွန်တော်အဲ့ဒါဆိုတော့ Electro Titan အကောင့်50ကိုတောက်လျှောက်ချမယ်ချပြီးလို့ရှိရင်ကျွန်တော်ဝါတယ်ကို ground နဲ့ ground ထားပြီးတော့ကျွန်တော်ကွန်ပိုဝင်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကင်းမှာတက်ချမယ် minion bit တက်ချမယ်အဲ့ဒါနဲ့ကျွန်တော်ဝေါ်ကျော်တဲ့စပယ်လေးတောက်လျှောက်ချပေးမယ်ဗျာကျွန်တော်တော့ဒီလိုမြန်မာလိုပဲတိုက်ပါတယ်9ရှာတော့ကျွန်တော်အဓိက3 star ပေါက်ဖို့တဲ့ကျွန်တော်အဓိက9တွေအလီဇာတွေဒါအလီဇာတွေရဖို့အရေးကြီးပါတယ်အဲ့ဒါမှကျွန်တော်အလုပ်သမားတွေအလုပ်လုပ်လို့ရှိရင်ပတ်စံပို့ရမှာပေါ့နော်အဲ့ဒါကြောင့်ပါကျွန်တော် Electro Titan လေးတွေကဆိုးဗျ level 1ဆိုမှလည်းတော်တော်လေးဟိုမိုက်တယ်ပျောက်ကြီးချရတယ်ပေါ့နော်ပျောက်ကြီးချရတာတော့မှာနော်အဓိက damage တွေအရန်ဆောင်ရမိုက်တယ်တော့ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုကျွန်တော်တို့ follow လေးမလုပ်ရသေးလို့ရှိရင် follow လေးလုပ်ပေးခဲ့ကြပါပြီးလို့ရှိရင်ကျွန်တော် YouTube ကနေကြည့်နေတဲ့ brother တွေဆိုလို့ရှိရင်လည်းကျွန်တော်အကောင့်လေး subscribe လေးလုပ်ပေးခဲ့ကြပါဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုကျရင်ပြန်တွေ့မယ်နော် brother တို့တတာပါ